အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ဖူးခက်မှာတဲပစ်ခဲ့တဲ့ဟိုတယ်တစ်ခုအကြောင်းကိုပြန်မျှဝေပေးချင်တာပါဟိုတယ်တစ်ခုရဲ့အကြောင်းကိုကျွန်တော်အနေနဲ့ဗီဒီယိုအရှည်ကြီးလုပ်ပြီးတော့ပြောလို့မရှိတာကျွန်တော် page နဲ့ channel ကိုကြည့်နေကြသူတွေဆိုရင်သိပါတယ်ဆိုတော့အခုဟိုတယ်ကဗီဒီယိုအရှည်ကြီးနဲ့ညွှန်းပေးပြောပေးရလောက်အောင်ဒီဟိုတယ်ကဘာတွေထူးခြားနေလို့လဲဘယ်လိုစိတ်ဝင်စားစရာအချက်တွေရှိတာလဲဒီဟိုတယ်မှာတဲရင်ဘယ်လို activity မျိုးတွေလုပ်လို့ရတယ်ဘာကြောင့်ဖူးခက်ရောက်တဲ့အခါတဲကြည့်ဖို့အတွက်ကျွန်တော်ကညွှန်ပေးချင်တာလဲဆိုတာကိုအခုဗီဒီယိုထဲမှာလိုက်ကြည့်ပေးကြပါအောင်ဗျအခုကတော့ကျွန်တော်ဟိုတယ်မှာ check in ဝင်မှုအတွက် lobby နေရာကိုရောက်နေပါပြီ lobby မှာဆိုရင် check in check out လုပ်တဲ့အချိန်ဖြစ်တာမို့အဲ့ဒီတွေနဲ့စီနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဗျ lobby area ကအကျယ်ကြီးဖြစ်တာတော့မှလူတွေများနေတာကိုတွေ့ရုံနဲ့ဒီဟိုတယ်မှာတဲတဲ့သူဘယ်လောက်များပြီးတော့ popular ဖြစ်တယ်ဆိုတာကိုခံမှန်းလို့ရနိုင်ပါတယ်ဗျlobby area ကနေအနီးသက်ဆုံးလှမ်းမြင်နေရတာကတော့ water park ပါဒီ resort ကိုကျွန်တော်မတဲခင်လေးလာပြီးတဲဖို့ရွေးချယ်ဖြစ်တဲ့အကြောင်းရင်းတွေကဒီ water park ကလည်းတစ်ခုဖြစ်ပါတယ်ဒီ hotel မှာတဲတဲ့သူတိုင်းအခုမြင်နေရတဲ့ water park မှာအခမဲ့ရေကစားလို့ရပါတယ်အသေးစိတ်ကိုနောက်ပိုင်းမှာဆက်ပြီးတော့ပြောပြပေးပါမယ်ဗျ lobby နားမှာပဲဘားကောင်တာအသေးစားလေးလည်းရှိပါတယ် lobby area မှာရှောက်ကြည့်ပြီးပြီဆိုတော့ကျွန်တော် check in ဝင်လိုက်ပါဦးမယ်ဗျresort ရဲ့ area ကကျဲတာမို့ check in ဝင်တဲ့အချိန်မှာသူတို့က resort ရဲ့မြေပုံလေးနဲ့ဘယ်နေရာဘာရှိတယ်ဆိုတာလေးကိုရှင်းပြပေးပါတယ် Papa, no need ticket, just tell your room number with the staff. Yes. And number 10, breakfast. Open 6:30 to 10:30 a.m. အခန်းတော့လဲရပြီဆိုတော့အခန်းကိုကျွန်တော်တို့သွားကြပါမယ်ဗျကျွန်တော်ဒီနေ့တဲဖို့ရွေးချယ်ထားတဲ့ဟိုတယ်က Splash Beach Resort Maikau Phuket ပါ resort ရဲ့ wing area ကအတော်လေးကြီးတာမို့တနေရာကနေတနေရာအလွယ်တကူသွားလို့ရအောင်သူတို့က shuttle bus လေးတွေစီစဉ်ပေးထားတာကိုတွေ့ရပါတယ်ဗျဒီ resort ကိုမရောက်ခင် booking လုပ်တော့ကဒီ resort မှာဆိုရင် water park ပါမယ်အဆောက်အဦ 4-5 ခုလောက်ရှိမယ်ကျွန်တော်ဒီလောက်ပဲထင်ထားခဲ့တာပါအခုကျွန်တော်ရောက်တော့မှသိလိုက်ရတာက resort ထဲမှာတဲခိုတဲ့သူတွေနေဖို့အတွက်ဘေးတင်ပေါင်း6ခုနဲ့ private villa တွေလည်းရှိတယ်လို့သိရပါတယ်ဗျဒါကတော့ကျွန်တော်တို့တဲရမယ့်ဘေးတင်မှာအခုလိုဘေးတင်တစ်ခုမှာအလွှာပေါင်း4လွှာ5လွှာလောက်ထိရှိပါမယ်ဝရန်နာပါတဲ့အခန်းတွေရှိသလိုဝရန်နာမပါတဲ့အခန်းတွေလည်းရှိပါတယ်အခန်းအမျိုးအစားအလိုက်ဈေးနှုန်းလေးတွေကွာပါတယ်ကျွန်တော်တို့ဒီနေ့တဲဖို့ရတဲ့အခန်းကတော့4လွှာမှာရှိပါတယ်ကျွန်တော်တို့တဲဖို့ရထားတဲ့အခန်းအနေအထားကိုအတူတူလိုက်ကြည့်ရအောင်ပါဗျအခန်းအနေထားကတော့2ယောက်ခန်းအနေနဲ့မစိုးဘူးတင်းတင်းတလောက်ကျဲတယ်အခန်းလဲတန့်ပြီးတော့ပါတဲ့ပစ္စည်းတွေလည်းတန့်ရှင်းတက်ရက်ပြီးတော့အဆင်ပြေပါတယ်အခန်းအနေထားလေးကိုတော့ဗီဒီယိုကနေတစ်ဆင့်ကြည့်ပေးပါဗျအခန်းထဲမှာလိုအပ်တဲ့ပစ္စည်းတွေရှိရဆိုရင်သူတို့ resort ရဲ့ application ကို download လုပ်ပြီးတော့ application ကနေတစ်ဆင့်မှာလို့ရပါတယ်အဲ့လိုဆိုရင်အခန်းထဲအထိသူတို့ပစ္စည်းတွေလာပို့ပေးပါတယ်အခုကျွန်တော်ယူထားတဲ့အခန်းကသူတို့ resort မှာဆိုရင်ဈေးအသက်သာဆုံးအခန်းမှာပဲအဲ့ဒါကြောင့်မို့ဝရန်နာမပါပါဘူးကျွန်တော်လာတဲတဲ့လကဒီဇင်ဘာလပါဒီဇင်ဘာလဆိုတာကထိုင်းမှာဆိုရင်ခီးသွွားရာဒီကာလတွေရောက်ပြီလို့ဆိုနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်က2လလောက်ကြိုပြီးတော့ booking လုပ်ခဲ့တာမို့ဒီအခန်းကို3500ဘတ်ကြော်ပဲပေးရပါတယ်ကိုကခီးသွွားမဲ့ရက်နီးတော့မှ booking တင်တာမျိုးဆိုရင်ဒီထက်ပိုပြီးတော့ဈေးကြီးကောင်းကြီးနိုင်ပါတယ်ဒီ resort မှာက veranda ပါတဲ့အခန်းတွေရှိသလို kitchen ပါတဲ့အခန်းအဲ့လိုတွေလည်းရှိသေးတာတွေ့ရပါတယ်အခန်း2ခန်းလောက်ပါတဲ့ private pool villa တွေလည်းရှိသေးတယ်လို့သိရပါတယ်ဒီအခန်းကတော့ဈေးအသက်သာဆုံးအခန်းလေးရဲ့အနေအထားပါကိုနဲ့ကိုက်ညီတဲ့အခန်းအမျိုးအစားကိုရွေးပြီးတော့တဲလို့ရပါတယ်ဗျဒီ hotel မှာတဲကျင်တယ်ဆိုရင်ကျွန်တော် comment မှာချထားပေးတဲ့ link ကနေတစ်ဆင့် booking ယူနိုင်တယ်လို့ကျွန်တော်ရဲ့ page မှာ hotel booking လုပ်ပေးတဲ့ဝန်ဆောင်မှုလည်းရှိတာမို့ page ကိုဆက်သွယ်လာပြီးတော့လည်းမေးလို့ရပါတယ်ဗျ check in ဝင်အခန်းမှာခဏနားပြီးတော့ resort မှာရှိတဲ့ရေကူးကန်နဲ့ကမ်းခြေဘက်ကိုတွားကြည့်ခဲ့ပါတယ်ဗျ lobby area မှာပဲ shuttle bus တွေရှိတာမဟုတ်ပါဘူးဝင်းထဲမှာဒီကားလေးတွေကတောက်လျှောက်ပတ်နေတာမျိုးဆိုတော့ရေကူးကန်ဘက်ကိုလည်း shuttle bus နဲ့ပဲတွားခဲ့ပါတယ်မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ရထားတဲ့ဘေးတင်ကနေရေကူးကန်အထိကို10မိနစ်လောက်လမ်းလျှောက်ရမှာပါ
အခုကတော့ရေကူးကန် area ကိုရောက်ပါပြီကလေးရေကူးကန်အသေးလေးပါသလိုလူကြီးရေကူးကန်လည်းဒီနေရာမှာရှိပါတယ်ရေကူးကန်တဝိုက်မှာဆိုရင်လည်းဗော်လီဘောကစားတာတေဘယ်တင်းနဲ့ကစားတာတို့လိုတခြား activity တွေလုပ်လို့ရအောင်စီစဉ်ပေးထားတာတွေ့ရပါတယ်ဗျရေကူးကန်သားမှာပဲ resort ကောက်ဖွင့်ထားတဲ့စားတောက်ဆိုင်နဲ့ဘားလေးလည်းရှိတာကိုတွေ့ရပါတယ်ရေကူးရင်းနဲ့တောက်မယ်စားမယ်ဆိုရင်အတော်လေးအဆင်ပြေအောင်စီစဉ်ပေးထားတယ်လို့ဆိုနိုင်ပါတယ်ဗျရေကူးကန်နေရာကိုကြော်ပြီးရင်တော့ resort area ကိုကြော်ပြီးလို့ပြောရမှာဗျကမ်းခြေကိုဓာတ်ရိုက်ဆင်းလို့ရပါတယ်ဒီနားမှာဗော်လီဘောဆော့နေတာအပင်အောက်တွေထိုင်နေတာကမ်းခြေမှာရေစင်းကူးနေတာအားလုံးလိုကဒီဟိုတယ်မှာတဲကြတဲ့သူတွေပါပဲ private area လို့ဖြစ်နေတဲ့ကမ်းခြေလို့ပြောရင်တော့ရမယ်ထင်ပါတယ်ဗျအပြင်ကနေတကူးတကလာပြီးတော့ရေကူးကြတဲ့လူလာလေကြတဲ့လူမရှိသလောက်ရှားပါတယ်အခုကျွန်တော်တို့မြင်နေရတဲ့ကမ်းခြေရဲ့နာမည်ကတော့ Macau Beach လို့ခေါ်ပါတယ်ကမ်းခြေအရှည်က17ကီလိုမီတာရှိပြီးတော့ဖူးခတ်မှာဆိုရင်ကမ်းခြေအရှည်ဆုံးကမ်းခြေလို့သိရပါတယ်ကမ်းခြေတစ်ချောင်းမှာ luxury hotel တချို့ရှိပေမဲ့တခြားကမ်းခြေတွေလိုမျိုးဈေးဆိုင်တွေကမ်းခြေတစ်ချောင်းအငှားချထားတဲ့ထိုင်ကုန်တွေထီးတွေမရှိဘဲနဲ့လူသူအရောက်အပေါက်အတော်လေးနေတဲ့ကမ်းခြေတစ်ခုပါတချို့အစိတ်ပိုင်းတွေဆိုရင်တဘာဝအတိုင်းပဲဆက်ပြီးတော့ရှိနေပါသေးတယ်ဗီဒီယိုထဲမှာဆိုရင်လည်းတွေ့ရမှာပါပင်လယ်ပြင်တဲတောင်ပြင်နဲ့ကမ်းခြေတစ်ချောင်းအပင်တွေအများကြီးရှိနေပါတယ်ဖူးခတ်ထဲကနာမည်ကြီးတဲ့ဝတောင်ကတကရွန်ကမ်းခြေတို့နဲ့အတော်လေးကွာခြားတာကိုတွေ့ရပါမယ်ဗျကမ်းခြေတစ်လျှောက်လုံးဆိုရင်လည်းကျွန်တော်တို့ဟိုတယ်နားလောက်ပဲရေကစားတဲ့သူအနေအချင်းရှိပါတယ်ကျန်တဲ့နေရာတောက်လျှောက်ကတော့လာတဲ့သူတိတ်မရှိပဲတဘာဝအတိုင်းပဲရှိနေသေးတာကိုတွေ့ရပါမယ်ဗျဒါအပြင်ဒီကမ်းခြေကတခြားကမ်းခြေတွေလိုကမ်းခြေနေရာအထိကားလမ်းလည်းမပေါက်ပါဘူးစိုက်ကယ်နဲ့စိုက်သွဲတွေလောက်ပဲသွားလို့ရပါတယ်အခုကျွန်တော်ဖူးခက်ရဲ့ attraction နေရာတစ်ခုကိုခေါ်သွားပေးပါမယ်ဗျဖူးခက်လေရင်ကွင်းတွေကိုလေရင်တွေဆင်းနေတက်နေတဲ့နောက်ခံနဲ့ဓာတ်ပုံတွေရိုက်လို့ရတဲ့ view point နေရာပါတဲတဲ့ဟိုတယ်ကဖူးခက်လေစိမ့်နဲ့ကက်ရမှာပဲရှိတာမို့9မိနစ်လောက်ကျွန်တော်တို့လမ်းလျှောက်တာနဲ့ view point ကိုရောက်ပါတယ်ဟိုတယ်ရှိကဒီလမ်းလေးအတိုင်းဆက်လျှောက်သွားလိုက်ရုံပါပဲဒီလမ်းလေးကစိုက်ကယ်နဲ့စိုက်တွဲတွေပဲသွားလို့ရပါတယ်ကားကြီးတွေဝင်လို့မရပါဘူးအဲ့ဒါကြောင့်ဟိုတယ်မှာမတဲတဲ့သူတွေကစိုက်ကယ်နဲ့လာကြတာတွေ့သလိုကားနဲ့လာကြတဲ့သူတွေဆိုရင်လည်းလမ်းရဲ့တနေရာမှာကားရတဲ့နေရာရှိပါလိမ့်မယ်အဓိကနေစိုက်တွဲတွေနဲ့လာကြတဲ့ပုံပါပဲအဲ့ဒါကြောင့်ဒီမှာကျွန်တော်တို့စိုက်တွဲဂိမ်းနဲ့စားတောက်ရောင်းတဲ့ဆိုင်9ဆိုင်6ဆိုင်လောက်ရှိတာကိုတွေ့ရပါတယ်ဆိုင်လေးတွေကဖူးခတ်အနေထားနဲ့ဆိုရင်ဈေးလည်းတက်တာတယ်လို့ဆိုနိုင်ပါတယ်ဗျကျွန်တော်တို့လေရင်တွေဆင်းသွားတာတက်သွားတာကိုဓာတ်ပုံရိုက်လို့ရတဲ့နေရာ view point ကိုရောက်ပါပြီဗျဒီကမ်းခြေကလာလေတဲ့သူနဲတာမို့ဒီမှာဆိုရင်လည်းဓာတ်ပုံလာရိုက်တဲ့သူအများကြီးတော့မရှိပါဘူးလေရင်တွေက9မိနစ်ချ10မိနစ်ချတစ်စီးလောက်ဆင်းတာတက်တာလောက်တာတွေ့ရပါတယ်ဗျအခုနေရာကိုဟိုတယ်မှာမတဲဘဲနဲ့ဒီတိုင်းလာမယ်ဆိုရင်အတော်လေးနှမ်းပါတယ်ဥပမာအဖြစ်ဖူးခတ်မှာအဲ့ဒီတွေတဲများတဲ့ပတောင်ကတကရွန်အိုးတောင်အစရှိတဲ့နေရာတွေနဲ့ဆိုရင်အတော်လေးကိုနှမ်းတာပါအဲ့လိုနေရာတွေကနေကားနဲ့လာမယ်ဆိုရင်တနိုင်ခွဲလောက်လာရတာမို့နည်းနည်းတော့တကူးတကကြီးလာရသလိုဖြစ်ပါမယ်ဗျဒါပေမဲ့အခုလိုအတွေ့အကြုံနဲ့အမိုက်စားဓာတ်ပုံလေးတွေကဒီနေရာမှာပဲရိုက်လို့ရမှာဖြစ်ပါတယ်ဗျကျွန်တော်လည်းဒီနေရာကိုလာကြည့်ချင်တာမို့ Splash Beach Resort မှာတဲဖို့ရွေးချယ်ဖြစ်တာပါအခုကတော့ဟိုတယ်မှာတညအိပ်ပြီးနောက်တရက်မနက်ခင်းမှာဟိုတယ်မှာ breakfast လဲပါတာမို့မနက်စာသွားစားကြပါမယ်ဗျဒီ resort မှာကတဲဖို့အတွက်ဘေးဒင်းတွေအများကြီးရှိသလို
လာတဲတဲ့သူတွေလည်းအတော်များတာမို့ breakfast အတွက်သူတို့စီစဉ်ပေးထားတဲ့အဆောက်အဦကလည်းအတော်လေးကိုကြီးတာတွေ့ရပါတယ်ဗျအထဲမှာကတော့လက်ဖက်ရည် coffee ရှေ့တိုင်းအစားအစာနောက်တိုင်းအစားအစာနဲ့အချိုပွဲအသီးစသဖြင့်အတော်လေးစုံနေအောင်စီစဉ်ပေးထားတာတွေ့ရပါတယ်ဗျလူတအားများတာမို့အားနာတာကြောင့်ဗီဒီယိုအသေးစိတ်တော့ကျွန်တော် live မရိုက်ခဲ့ပါဘူးဗျဟိုတယ်ကကျွေးတဲ့မနက်စာရဲ့အနေအထားကဟိုတယ်မှာတဲဖို့ပေးရတဲ့ဈေးနဲ့တန်တယ်လို့ပြောနိုင်ပါတယ်ဗျမနက်စာလည်းအတော်ကြီးကိုအဆင်ပြေပါတယ်ဗျအခုကတော့ကျွန်တော် resort ထဲမှာရှိတဲ့ water park ကိုလိုက်ပြပေးပါမယ်ဗျ water park ကကျွန်တော်တဲဖို့ရထားတဲ့ဘေးတင်နဲ့ဆိုရင်နီးပါတယ်ဟိုတယ်မှာတဲတဲ့သူဆိုရင် water park အဝင်မှာကိုတဲတဲ့အခန်းနံပါတ်နဲ့နာမည်ပြောပြီးတော့တစ်ကတ်ပြန်လဲလိုက်ရုံပါပဲတနေ့ကိုတစ်ချိန်တော့ဝင်ဝင်ရတယ်လို့သိရပါတယ်ဗျ water park ရဲ့အတွင်းပိုင်းမြင်ကွင်းလေးတွေကိုလိုက်ကြည့်အောင်ပါဗျကစားကွင်းရဲ့ area ကအကြီးကြီးတော့မဟုတ်ပေမဲ့မဆိုးဘူးလို့ထင်ပါတယ်ပတ်လေရေမျောလို့ရတဲ့ပတ်လန်းတွေ water slide တွေလည်းပါတာကိုတွေ့ရပါတယ်ကလေးငယ်လေးတွေရေကစားဖို့အတွက်အဆင်ပြေအောင်လုပ်ထားပေးတဲ့ area မျိုးတွေလည်းပါပါတယ်။သဘောကျဖို့ကောင်းတာကတော့ကစားကွင်းတစ်ခုလုံးကအတော်ကြီးကိုတန့်ပြန့်နေတာပါဗျ။အထဲမှာရေကစားရင်းနဲ့ပေါ့ပပစားတောက်ဖို့အတွက် restaurant တစ်ခုလည်းရှိတာကိုတွေ့ရပါတယ်ဗျဟိုတယ်မှာမသေးဘဲနဲ့ water park ကိုတည်တံ့လာလည်မယ်ဆိုရင်လည်းလာလို့ရပါတယ်ဒီမှာပေးရမယ့်ဝင်ကြေးပါလူကြီးတစ်ယောက်ကိုဘတ်1000ကျော်ကလေးကဘတ်950ပေးရပါတယ်ဝင်ကြေးပေးပြီးတော့ဝင်ဆော့မယ်ဆိုရင်တော့ကျွန်တော်အမြင်အရဈေးကြီးတယ်လို့မြင်ပါတယ်ဘန်ကောက်မှာရှိတဲ့ကစားကွင်းတွေဆိုရင်ဒီလောက်ဈေးမကြီးပါဘူးဖူခက်ကတော့အစအရာရာဈေးကြီးတဲ့နေရာဖြစ်တာမို့ကစားကွင်းလည်းဈေးကြီးနေတယ်လို့ထင်ပါတယ်ပြောရရင် water park ကတီးတန့်လာရင်မတန်ဘူးလို့ထင်ပါတယ်ဟိုတယ်မှာတဲပြီးတော့ဝင်ကစားရတာကပို့ပြီးတော့တန်ပါတယ်ဟိုတယ်မှာတညတာတဲဖို့ပေးရတဲ့ဈေးနှုန်းကအခုလိုကစားကွင်းဝင်ခွင့်လေရင်အစင်းသက်လုပ်တဲ့ view point ကိုအလွယ်တကူသွားလို့ရတာဟိုတယ်မှာပါတဲ့မနက်စာစသဖြင့်ပြန်တွက်လိုက်မယ်ဆိုရင်ပေးရတဲ့ဈေးနှုန်းကအတော်ကြီးကိုတန်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဗျဒီ resort ကကျွန်တော်တတိထားမိသလားကလေးပါတဲ့မိသားစုတွေမိသားစုအဖွဲ့တွေအဓိကလာတဲကြတာတွေ့ရပါတယ်ဗျတကယ်လဲသူ့ resort အနေထားကကလေးတွေနဲ့မိသားစုလိုက်လာပြီးတော့အနားယူအပန်းဖြေဖို့အတော်လေးကိုအဆင်ပြေတာကျွန်တော်ရဲ့ဗီဒီယိုကနေတဆင့်မြင်ခဲ့ရမှာပါဗျတကယ်လို့ဒီ resort မှာတဲမယ်ဆိုရင် resort ကလေငွေးနဲ့နီးတာမို့ဖူးခတ်မှာနေတဲ့နောက်ဆုံးရက်တွေဒါမှမဟုတ်ရက်ရောက်ချင်းရက်မျိုးတွေမှာတဲဖို့ရွေးချယ်သင့်ပါတယ်ပြီးတော့ဒီ resort မှာတဲတဲ့ရက်တွေဆိုရင်ကျွန်းဘက်တွေလဲတဲ့ခီးစဉ် package မျိုးတွေဝယ်ထားတာမျိုးမလုပ်သင့်ပါဘူးဘာလို့လဲဆိုတော့တိုး package အတော်များများကဒီဘက်ကိုအကျိုးအပိုးမလုပ်ပေးဘူးလို့သိထားပါတယ်ဗျဒီ resort ထဲမှာတင် activity တွေအများကြီးလုပ်เสียရှိတာမို့အပြင်ထွက်လဲဖို့လည်းမလိုတော့ဘူးလို့ထင်ပါတယ်ဗျဒီ hotel ကတော့ hotel မှာပဲနေပြီး ACC staycation နေခြင်းတဲ့သူတွေအတွက်ဆိုရင်လည်းအထူးသင့်တော်တယ်လို့ထင်ပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမျှဝေပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ